အားလုံးပဲမင်္ဂလာပါဒါလို့ဆိုတရားမောင်အသေးစိတ်ပြင်လာ page ကနေပြီးတော့အသေးကျမ်းမာရေးဆိုင်ရာဘုဒ္ဓတာတွေတည်တည်ထိုက်တဲ့ကျမ်းမာရေးအသိပညာတွေကိုကျွန်တော်မျှဝေပေးနေတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အရေးကြီးတဲ့အချက်ကအခုခေတ်စားနေတဲ့အသေးအစီဖုံးယောဂါမှာကျွန်တော်ကုသဆေးတွေပေါ်ပြီးအသေးအစီဖုံးယောဂါကုသလို့ရနေပြီဆိုတာနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်တစ်ချက်ကိုကျွန်တော်ဒီနေ့ညဝေပေးမှာဖြစ်ပါတယ်အဲ့ဒါဘာလဲလို့ပြောရင်ကျွန်တော်တို့အခုဆိုရင်အသေးအရင်တော့ပေါ့ကျွန်တော်တို့ fatty liver လို့ခေါ်ခဲ့တဲ့အခုတော့ MASLD ပေါ့ metabolic dysfunction associated steatotic liver disease ပေါ့ MASLD ပေါ့ဘယ်လိုပဲပြောအသေးမှာအဆီစုတဲ့ယောဂါပေါ့ဗျာအများသိတဲ့အသေးအဆီပုံယောဂါပေါ့ဒီအသေးအဆီပုံယောဂါမှာကျွန်တော်တို့အရင်တော့ဆိုရင်လောက်လာကျွန်တော်တို့ကုသဖို့အတွက်ဆေးတွေအများကြီးရှိမနေဘူးပေါ့အခုဆိုရင်ကျွန်တော်တို့အသေးအဆီစုလာတဲ့ယောဂအသေးအဆီဖုံးယောဂအတွက်ကျွန်တော်တို့ကုသနည်းတွေအများကြီးပေါ်လာတယ်နော်အဲ့ဒီမှာမှကျွန်တော်တို့နော်ထိုးဆေးတွေပေါ်လာတာရှိတယ်ကျွန်တော်အသေးမာတဲ့အဆင့်ရှိတဲ့လူနာတွေအတွက်ဆိုရင်ကျွန်တော်တို့နော်တောက်ဆေးတွေရှိလာတာရှိတယ်စသဖြင့်ပေါ့အများကြီးကျွန်တော်နောက်ပိုင်းဒီပြီးခဲ့တဲ့တစ်နှစ်နှစ်နှစ်အတွင်းမှာကျွန်တော်တို့ကုသမှုတွေအရန်ကိုကျွန်တော်တို့တိုးတက်လာတယ်လို့ကျွန်တော်တို့ဒါပြောရမှာဖြစ်ပါတယ်သို့တော့အရန်အရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲလို့ပြောရင်အသေးထဲမှာအစီစုတဲ့ယောဂဒီအသေးအစီဖုံးယောဂမှာကြိုက်တဲ့ကုသမှုထက်အဲ့ဒီအချက်အခုကျွန်တော်ပြောပြမယ်အချက်မပါသေး၍ဘယ်တော့မှကုသမှုမထိရောက်ပါဘူးအဲ့ဒါကဘာလဲလို့ပြောရင်ကိုယ်အလေးချိန်ရှော့ချခြင်းဖြစ်ပါတယ်အဲ့တော့အသေးအစီများလာတယ်ဆိုတဲ့ပြဿနာအသေးရင်းအစီစုတွေဆိုတဲ့အဓိကတရားခံသည်တခြားအကြောင်းရင်းတွေအများကြီးရှိပေမဲ့အဆက်ဆက်မှုအရှိဆုံးကတော့အဝလွန်ခြင်းဖြစ်ပါတယ်ဝလာရင်တေးကြတယ်အဲ့နောက်ဆက်တွဲပြဿနာအကုန်ပါလာတာပါဒါကြောင့်အခုကျွန်တော်တို့ပေါ်နေတဲ့ထိုးဆေးဖြစ်တဲ့ semaglutide ဆိုတဲ့ထိုးဆေးပဲဖြစ်เนาะကျွန်တော်တောက်ဆေးထဲမှာ remesitrol ဆိုတဲ့တောက်ဆေးပဲဖြစ်ကြိုက်တဲ့ကုသမှုပေးပါဝိရှော့ခြင်းမပါရင်ကိုယ်လေးချိန်ရှော့ချခြင်းမပါရင်အဲ့ဒီကုသမှုအားလုံးဒီအဟောတိကံဖြစ်ပါတယ် semaglutide ထိုးတယ်ရက်တာနဲ့ပြန်ဝမှာဖြစ်ပါတယ်အသေးတဲ့အစီစုတဲ့ကိစ္စပြန်ပေါ်မှာဖြစ်ပါတယ်ဒါကြောင့်အသေးထဲမှာအစီစုနေပြီအသေးထဲမှာအစီများနေပြီလို့သက်ဆိုင်ရာဆရာဝန်ကတတ်မှတ်လိုက်ပြီဆိုရင်အရင်ဆုံးလုပ်ရမယ့်အချက်ဒီမိမိရဲ့ကိုယ်အလေးချိန်ကိုရှော့ချဖို့ဖြစ်ပါတယ်။နော်တေချာတာကကျွန်တော်တို့အခုလိုအသေးထဲမှာအစီစုတယ်အသေးအစီဖုံးယောဂရှိတဲ့သူတွေအများစုဒီအဝလွန်ခြင်းနဲ့တွဲနေတတ်ပါတယ်။နော်အဲ့တော့ပိန်ပြီးတော့အသေးမှာအစီစုရလူနာမရှိမဟုတ်ရှိပေမဲ့ရာဂိုင်တော့အဖြစ်နည်းပါတယ်။ဒါကြောင့်ကျွန်တော်တို့အခုလိုအဝလွန်ခြင်းနဲ့ဆက်နေတဲ့ဒီပြဿနာမှာအဝလွန်ခြင်းကိုမဖြေရှင်းမဲနဲ့ခုနကပြောတဲ့တောက်ဆေးကြီးထိုင်တောက်မယ်ထိုးဆေးကြီးလိမ့်ထိုးမယ်ဆိုရင်ကုသမှုဒီလုံးဝမထိရောက်ဘူးလို့ကျွန်တော်တို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်အသေးအစီဖုံးယောဂအသေးတွင်အစီစုယောဂကိုကုသဖို့အတွက်အရေးကြီးဆုံးပါရမယ်အချက်ဒီကိုယ်လေးချိန်ရှော့ချဖို့ဖြစ်ပါတယ်။အဲ့တော့ကိုယ်လေးချိန်ရှော့ချဖို့အတွက်ကျွန်တော်တို့အချက်2ချက်နဲ့ကျွန်တော်တို့လှုပ်ဆောင်ဖို့လိုပါတယ်။နံပါတ်1ကတော့အစားအသောက်အနေထိုင်ကိုကျွန်တော်တို့ဆင်ခြင်ရပါမယ်။ကျွန်တော်တို့ရှော့စားတင်တာတွေရှော့စားရမယ်။နော်ပြီးရင်ကျွန်တော်တို့ဖြစ်နိုင်ရင်ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ဂစီဓာတ်တွေကိုကျွန်တော်တို့ရှော့စားမယ်။နောက်တစ်ခုကတော့ကိုယ်လက်လှုပ်ရှားမှုကျွန်တော်တို့လုပ်ပေးဖို့လိုပါတယ်။တနည်းကိုနိုင်ဝက်45မိနစ်တစ်ပတ်ကိုအနည်းဆုံး9ရက်လောက်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးမယ်ဆိုရင်အစားအသောက်အနေထိုင်ဆင်ခြင်တာရေကိုယ်လက်လှုပ်ရှားမှုရင်နှစ်ခုပေါင်းလိုက်ကိုယ်လေးချိန်ကြဖို့တည်ပို့ပြီးတော့ထီအောင်မယ်ကိုယ်လေးချိန်ကြသွားရင်အသေးအစီပုံယောဂအသေးတွင်အစီစုတဲ့ယောဂကိုလည်းကျွန်တော်တို့ကုသပြီးသားဖြစ်မယ်လို့ကျွန်တော်တို့နားလည်လို့ရပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကိုအနှစ်ချုပ်လိုက်အသေးတွင်အစီစုခြင်းနဲ့ပတ်သက်တဲ့အသေးအစီဖုံယောဂနဲ့ပတ်သက်တဲ့ကုသမှုတွေဘလို့ပဲတိုးတက်ပြောင်းလဲလာပါစေဆေးအသစ်တွေဘလို့ပဲဖြစ်လာပါစေဒီဟာဒီအသေးတော်လေးထိခိုက်သွားမှကျွန်တော်တို့သုံးရမယ်ဆေးတွေအသေးမာတဲ့အဆင့်မှာသုံးရမယ်ဆေးတွေဖြစ်တယ်ဒါပေမဲ့ဘယ်ယောဂအဆင့်မှာပဲဖြစ်တာမန်အသေးအစီဖုံးတာလေးပဲဖြစ်အသေးရောင်တာအသေးအစီဖုံးပြီးရောင်တာပဲဖြစ်အသေးအစီဖုံးပြီးအသေးမာတာပဲဖြစ်အဆင့်တိုင်းအတွက်အထီးရောက်ဆုံးနဲ့ယနေ့ထက်တိုင်မပြောင်းလဲသောကုသနည်းသည်ကိုယ်လေးတင်ရှော့ချခြင်းဖြစ်တယ်လို့နားလည်ထားဖို့လိုကြောင်းကျွန်တော်ကမျှဝေပေးချင်တာဖြစ်ပါတယ်။ဒါကြောင့်မှန်ကန်တဲ့
အသိနဲ့မိမိရဲ့အသေးကျန်းမာရေးကိုဆောက်ရှောက်နိုင်ကြပါ